ငလာကြီးလာပြီငလာကြီးလာပြီငလာကြီးလာပြီကြိုက်တယ်အဲ့လိုပဲဖြစ်နေရမယ်ငလိုင်းကိုတွေ့ရင်အဲ့လိုရှောင်နေရမယ်ငလိုင်းကိုတွေ့ရင်ရှောင်ငလိုင်းကိုတွေ့ရင်ရှောင်ကွာကြိုက်တယ်ငလိုင်းနဲ့တွေ့အဲ့လိုပြေးနေရမယ်ရှောင်နေရမယ်ငလိုင်းကိုတွေ့ရှောင်ဘောပေါက်လားငလိုင်းကိုတွေ့ရှောင် တာရှောက်ဆောင်မနေနဲ့နော်မင်းဖေပေါ်နေပါမတက်နဲ့မင်းချီတော်တွေလက်တွေပါကျိုးရင်မလွယ်ဘူးဟုတ်တော့မလားဒီစိတ်စိတ်ကွာသွားမိုးလို့လည်းအဝေးကြီးသွားငလာကြီးလာပြီငလာကြီးလာပြီငလာကြီးဆိုလာပြီဟာကြိုက်တယ်အဲ့လိုဖြစ်နေရမယ်ဟမ်ငလိုင်းလိုက်ရှောင်းငလိုင်းကိုတွေ့ရှောင်းဟမ်သိရနော်အိမ်ထဲမှာရှိရသိရနော်အေးဒီကတော့လျှော်ပေးလိုက်မယ်ငလိုင်းကိုတွေ့ရှောင်းဟာငါ用没？我地包着棉麻的，你别说这个地方，我应该得清楚吧？什么呗？我地包着棉麻的，看哪里吧，你看嘞，看哪里吧，嘿。ငလာကြီးလာပြီငလာကြီးလာပြီ棉麻的，嘿，看哪里吧？你来，跑过来，跑过来嘞！我来呀，你又喂！ကြိုက်တယ်ငလိုင်းကိုတွေ့ရှောင်းနော်အိမ်လာထဲမှာဝေပိုးနေတာသိတယ်ချီးစော်တယ်လို့မဝင်တော့ဘူးချီးစိတ်ညစ်တယ်ကွာငါလည်းဒီရောနေကြတော့ဟုတ်လားအဲ့ငါလိုင်းဆိုဘဲရှိတာကိုနေရတိုင်းရတာကိုတော်တော်စင်ပြီဘလို့ချောင်းမလို့ဘူးကွာသူနဲ့ကြီးတိုးတာကြာမင်းသူ့သွားမရှုံနဲ့နော်မင်းလည်းမရှုပ်ရဲပါဘူးကွာမင်းလည်းငါလည်းဒီရွာရဲ့ငယ်မွေးဆံပါကွာအကောင်ငါတော့မရှုပ်ရဲဘူးတကယ်ရောငါတကယ်ကိုပြောင်းချင်နေပြီတကယ်ကိုတော်တော်ကိုအစားထူးမှလည်းကွာငါလည်းပြောင်းနေတာပေါ့ကွာဒီကောင်လေးကိုစိတ်ဒီလေးလို့လားဒီကလေကိုသိန်းဆောင်လာဒီရောက်မှာဘယ်မှနေရလဲမသိအချက်လောက်လွယ်လေးရကျွန်တော်ပြပါမယ်တရားနာတော့ရွာလေပိုင်းကနဘေးဆိုင်ရဲ့နာက900ဆိုင်နဘေးကလမ်းသွယ်တဲ့ကွဲ့လို့ဝင်ခဲ့ပြင်စမမြောက်အရက်ဆိုင်တဲ့ကဲ့ရဲ့နှစ်ထပ်အိမ်ကြီးအဲ့ဒါကျုပ်နေတဲ့အိမ်ကြီးအခုမေးတာကိုသိန်းဆောင်မေးတာသူကကွာထောင်ထဲမှာကိုနဲ့အတူနေတော့ကိုရှိကနေထွက်သွားတယ်အခုကိုကြီးလို့ကွာထောင်ကလွတ်လာရင်တဲ့သူ့အိမ်ကိုလာလိုက်ပါဆိုလို့အဲ့ကြောင့်လာလိုက်တာအဲ့ကြောင့်ကိုသိန်းဆောင်အိမ်ကိုမေးတာခရဒါလေးတော့တော့မပေါ့ဘူးလားကျွန်တော်လက်ခါတော့ကဖြစ်နေပြီဒါလေးတော့တော့မပေါ့ဘူးလားကျွန်တော်သိရနာတော့ရွာလေပိုင်းကလက်ဖက်ဆိုင်နာက900ဆိုင်နဘေးကလမ်းသွယ်တဲ့ကွဲ့လို့ဝင်ခဲ့ပြင်စမမြောက်အရက်ဆိုင်ရဲ့ဘေးကနှစ်ထပ်အိမ်ကြီးအဲ့ဒါကျုပ်နေတဲ့အိမ်ကြီးမမေကိုသိန်းဆောင်အိမ်ကိုမေးနေတာကိုသိန်းဆောင်အိမ်ကိုမင်းအိမ်ကိုမေးနေတာမဟုတ်ဘူးပြောကိုသိန်းဆောင်ဘာမှနေတာနဲ့ဟဲ့ငါ့ထောင်ထဲနောက်တစ်ခေါက်ဝင်ကြအောင်မင်းမတောင်းနဲ့နော်စိတ်ကတော်လာပြီပြောရွာလေပိုင်းကငလာကြီးလာပြီငလာကြီးလာပြီငလာကြီးလာဟေးကြိုက်တယ်ငလိုင်းလာအဲ့လိုရှောင်နေရမယ်ငလိုင်းကိုတွေ့ရှောင်ဟာရွာမဟုတ်ဟမ်ငလိုင်းကိုအကုန်ရှောင်တယ်မင်းကမရှောင်မင်းဟမ်မင်းပါငလိုင်းကိုတွေ့ရှောင်ငလိုင်းဘာအောင်လဲမင်းမသိဘူးလားငလိုင်းဘာကောင်လဲဆိုတော့ငါမသိဘူးတွက်လက်ဘာကောင်လဲဆိုတော့မင်းအရင်ဆုံးဟမ်ငါလာရေးဆိုတော့ဘာလူမိုက်လားထောင်တော့လားလူသက်မှုနဲ့ကြတာပြောလိုက်ရောမပါဘူးမပါဘူးကျွန်တော်ရွာထဲမှာပတ်စံချီလွားကြည့်လို့ကျွန်တော်တွေ့ရွာထဲကလူတွေရှောင်ကြလို့ငလာကြီးကိုရှောင်လို့ပြောတာအခုကြီးအခုမရှောင်တော့ကျွန်တော်3000လောက်ချီပါဘူးပတ်စံချီလို့ရှောင်တော့လူမိုက်မလို့ပတ်စံချီရတော့ပတ်စံချီရဟာတော့ဝင်တော့ရှီရမယ်ချီ